င်္ဂလာရှိသောညချမ်းလေးပါချစ်တို့ရဲ့ကျမရဲ့အသိပညာဘုဒ္ဓများကိုတင်ဆက်ပေးနေကြ Healthy Habits Sunny Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့အမျိုးသမီးများကိုခရွန်းလိုက်အကြိုက်တွေးစေမယ်တမကျိတ်လေ့ကျင့်ခန်းအကွက်ဆန်းကိုကျမရဲ့အရာတယောက်စာပြပြပေးသွားမှာဖြစ်လို့ဆန်ရဲ့မျက်နှာလေးကိုကြည့်ရင်အဆုံးထိလိုက်ပါစီမျောနားထောင်ပေးကြပါအောင်နော်ကိုကိုရီလေ့ကျင့်ခန်းတွေဆင်နွှဲတဲ့အခါတစ်ခါဆိုသလောက်ကိုမှဒါကြီးမှမဟုတ်ရင်တမကျိတ်လေ့ကျင့်ဖို့မဖြစ်နိုင်တော့လောက်အောင်ဖြစ်ချင်ရင်တော့ဆန်နီလေးရဲ့ကျမ်းမာရေးလမ်းညွှန်ချက်တွေကိုလိုက်နာပေးပါနော်နံပါတ်1ဘဲမြင့်ကြီးလေးကိုပိုင်ဆိုင်ထားတဲ့အမျိုးသားတွေအနေနဲ့ကျမတို့ကိုလေ့ကျင့်ခန်းကြီးတွေဆင်နွှဲပေးရမှာနတ်ထုတ်တာအရာသာကိုပေးစွမ်းနိုင်ဖို့လေးဘက်ပုံစံလေ့ကျင့်ခန်းကပိုပြီးထိရောက်စေပါရဲ့ရှင်အကအကွယ်အတားအဆီးတွေမရှိလို့ညီလေးလူစင်မမေ့ရင်တော့သွေးကြောတစ်ထောင်ကိုဤစိတ်ကြမ်းမာစေမှာပါနံပါတ်2လုံးပတ်ကြည့်ပြီးအရက်ပူတဲ့ညီလေးကိုပိုင်ဆိုင်ထားတဲ့အမျိုးသားတွေကတော့ချောစီကိုများများသုံးဖို့အရေးကြီးပါတယ်အစာပိုင်းမှာဖြည်းဖြည်းချင်းပဲလေ့ကျင့်ထွင်ကြပြီးနောက်မှလေးဘက်ပုံစံလေ့ကျင့်ခန်းများမျက်နှာကိုကျမ်းမြင်ပေါ်မှောက်လျက်ခြေပစစ်ထုတ်ထိုင်တဲ့အနေအထားမျိုးနဲ့ဖုတ်ကြီးကိုဖပြုတ်ကြီးလိုသာဖြစ်လာအောင်ကျမ်းမာလာအောင်လှုပ်ဆောင်ပေးနိုင်ပါတယ်နော်နံပါတ်3ပုံမှန်အရေးအစားညီလေးကိုပိုင်ဆိုင်ထားသူများအတွက်ကိုယ်တိုင်ရောကိုယ်လေ့ကျင့်ပေါ်ဖုတ်ကြီးပါအကောင်းဆုံးကျမ်းမာဆုံးအနက်ဆိုင်ဆုံးလေ့ကျင့်ခန်းမျိုးပုံစံကိုပုံစံမျိုးစုံနဲ့လေ့ကျင့်နိုင်ပါတယ်ရှင်နံပါတ်4ပုံမှန်ထဲအကောင်ကြီးတဲ့ညီလေးကိုပိုင်ဆိုင်ထားတဲ့အမျိုးသားတွေလည်းချောစီကိုနိုင်သုံးဖို့လိုပါတယ်ဆာချင်းမှာကိုချစ်သူအတွက်နေရထိုင်ရတတစေးမဲ့ပက်လက်လေ့ကျင့်ခန်းများဘေးတစောင်းလေ့ကျင့်ခန်းများနဲ့စတင်နိုင်ပါတဲ့ရှင်နံပါတ်5အရက်ကြီးရှည်ပြီးလုံးပတ်သေးတဲ့ညီလေးပိုင်ဆိုင်ထားတဲ့အမျိုးသားများအတွက်တော့ဝင်ချင်းထွက်ချင်းကျမ်းမာရေးလေ့ကျင့်ခန်းတွေမှာသိပ်ပြီးပြဿနာမရှိပေမဲ့အားအရန်သုံးပြီးတရဇက်လေ့ကျင့်ပေးတာမျိုးခရီးဆုံးထိညီလေးကိုလွတ်လိုက်မိတာမျိုးကဘိုက်အောင်တာမျိုးဖြစ်စေနိုင်ပါတယ်ဒါကြောင့်အားအရန်သုံးတာမျိုးထက်ဘေးတစောင်းပဇွန်တုတ်ကွေလေ့ကျင့်ခန်းအနေထားကအဆင့်အပြည့်ဆုံးဖြစ်ပါလိမ့်မယ်ရှင်ကဲကိုကိုတို့ရေဆယ်လီလေးဒီနေ့တင်ဆက်ပေးသွားတာကတော့ကျမ်းမာရေးဘုဒ္ဓတစ်ခုမျှတာဖြစ်ပါတယ်နော်နေရချတိုင်းမှာလေအခုလိုမျိုးထိမိဤစိတ်နေတဲ့ကျမ်းမာရေးဆိုင်ရာအသိပညာများကိုဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ရင်စောင့်မျှော်အားပေးနားဆင်ကြပါအောင်ရှင်အားလုံးကိုအရန်ချစ်ပါတယ်နော်